အားလုံးပဲမင်္ဂလာပါเนาะအခုမြင်နေရတဲ့ model ကတော့ကျွန်တော်ဒီ TSCC တင်တန်းရဲ့ design fans ဖြစ်တဲ့ SSM company ကိုလာအပ်ထားတဲ့ Gatsby supporting frame project ဖြစ်ပါတယ်ပေါ့နော်ဒီကောင်ကညီမကြီးမှာဆောင်းတဲ့ project တော့မဟုတ်ဘူး SSM အနေနဲ့လည်းဒီ project ကို bin service ပေးနေတဲ့ project ပေါ့နော်ဟို service ပေးနေပြီးတော့မပြီးသေးဘူးဒါပေမဲ့ဒီ project ကိုအခြေခံပြီးတော့ TSCC ရဲ့ page ကိုလိုက်လို့ထားတဲ့လူတွေ TSCC တင်တဲ့သားတွေအတွက်ကိုအခု sharing လုပ်ပေးတယ်ပါအဲ့ဒါကဘာလဲဆိုရင်ပေါ့နော်ဒီ grid line number 2နဲ့ grid line number 3ကြားမှာရှိတဲ့ဒီ portion လေးတစ်ခုကို customer ပေါ့နော် customer ရဲ့ project manager ကဒီ project ကိုစစ်ချင်တယ်ဆိုတော့ကျွန်တော်တို့ဒီ SSM ဘက်ကgrid line number 2နဲ့ grid line number 3ကြားက portion လေးတစ်ခုကိုအစစ်ပေါ့နော် bin service ကိုသူတို့အစစ်ခံစစ်ချင်တယ်ဆိုတော့အစစ်ခံဖို့အတွက်ပြင်ဆင်နေတဲ့အပိုင်းလေးကိုပြပြချင်တာပါเนาะအဲ့တော့ဒီလိုပြင်တဲ့အချိန်မှာ modeler တွေအနေနဲ့ကmodeler အနေနဲ့ကဒီmanually light တခုချင်းစီ light ပြင်စစ်နေလို့ရတယ်လို့ဟို overall အနေနဲ့စစ်လို့ရတဲ့ tool လေးတစ်ခုလည်းvery fast ဖြစ်တဲ့ tool လေးတစ်ခုလည်းပါအဲ့ဒါပါလဲဆိုအခုဒီမှာ manage ဆိုတဲ့ tool bar တွေက clutch check ဆိုတဲ့ဟာလေးပဲเนาะအဲ့ clutch check ကဘာလဲဆိုရင်သူ့မှာကျွန်တော်ဒီ setting တွေကိုချိန်ထားလို့ရတယ်ဘယ်လို setting clutch check setting တွေအကြောင်းအရင်ပြောပြမယ်เนาะမစစ်ခင် clutch check setting တွေကိုချိန်ရင်ဒီဟာလေးကိုနှိပ်ပြီးရင်ကျွန်တော်ဒီ setting တွေကိုသွား option တွေကိုဝင်ဒီ clutch check ဆိုတာလေးကိုသွားပါเนาะအဲ့တော့ဒီမှာသူ့ရဲ့တက်လာမှာ bit in ပါတဲ့ clutch check setting တွေရှိတယ်အဲ့ဒါဘာပထမဆုံးကဘာလဲ penetration value ဆိုတာပစ္စည်းတစ်ခုနဲ့တစ်ခုကြားဟိုဘယ်လိုပြောလဲဝင်နေတာပေါ့ကွာကျွန်တော်မျက်လုံးမှာတော့မမြင်နိုင်ဘူးဝင်နေတာအဲ့ဒါကိုအလောင်းရေးပဲဘယ်လောက်ပေးမှလဲအခုကျွန်တော်တက်လာတက်ပေါ်မှာကျွန်တော်လုံးဝဝင်နေလို့မရဝင်နေတဲ့သူက clutch check ဆိုပြီးတော့အလန်းပေါ်မှာပေါ့နော်အဲ့ဒါကိုကဝင်လဲဝင်2 milli လောက်ထိခွင့်ပြုရဆိုဒီမှာ2ပေါ့အဲ့လိုရေးပေါ့နော်2 milli မကောင်းပါဘူးတကယ်တော့0ပဲထားပါဒီကောင်ကတော့ error တက်တယ်နော်ရေးကြည့်ရပြီးတော့ဒါဘိုးနဲ့ဘိုးတက်ပတ်နဲ့ဘိုးနဲ့ဘိုးတွဲမဲ့ပစ္စည်းနဲ့ကြားကဟာကိုစစ်တာပေါ့နော်ဒါဘိုးဟိုးကိုစစ်တာဒါဘိုးရဲ့ဒီကက်လန့်ကိုစစ်တာပေါ့နော်ပြီးတော့အောက်မှာဘာတွေကျွန်တော်အပေါ်ဆုံးတစ်ခုကပတ်တွေကိုစစ်တာအောက်တစ်ခုကဘိုးတွေကိုစစ်တာသူ့အောက်ကဟာကြတော့အောက်ဆုံးတစ်ခုကကြတော့ဝီဘားတွေကိုစစ်တာပေါ့နော်ဝီဘားတွေကိုစစ်တယ်ဒီကောင်ကကြတော့ဝီဘားတစ်ခုတစ်ခုကြား clearance တွေအောက်ဆုံးကကြတော့ cover ကိုစစ်တယ်ပေါ့နော် cover thickness ကိုစစ်တယ်ပေါ့အဲ့လိုကိုကြိုက်တယ်လို့ setting တော့ချိန်ထားလို့ရတယ်နော်ဟုတ်ဒီ video file လေးမှာတော့ clash နဲ့ပတ်သက်ပြီးရင်ပစ္စည်းအကြဆုံးဟာတွေကိုပြောပြသွားပေးမယ်နော်အဲ့တော့ကျွန်တော်တို့ဒီအစစ်ခံမဲ့အပိုင်းလေးရောသူ့ရဲ့ဒီဘက် grade 1ရောကျွန်တော်ဒီ day ပြင်ထားတာ grade 2နဲ့3ပေါ့နော်2နဲ့3ကိုအရင်စစ်ပြမယ်ပြီးတော့မှ1နဲ့3ထိကိုစစ်ပြမယ်နော်စစ်မယ်ဆိုရင်ကိုစစ်ခံမဲ့အပိုင်းလေးကိုဆက်လက်မှတ်လိုက်နော်ဆက်လက်မှတ်လိုက်ပြီးရင် clutch check ဆိုတဲ့ဟာကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီ check project ဆိုတာနှိပ်လိုက်ဒီမှာပြီးသွားပြီ0 clutch က hidden နဲ့အဲ့တော့ဒီ position ထဲမှာ clutch check setting ရချိန်ထားတဲ့ setting တွေရစစ်ဆေးမှုမှာ clutch ဖြစ်နေတာမရှိဘူးပေါ့ကွာသူကပြောချင်တာအဲ့ဒါနော်ဒီတော့ဒီ day တော့ဆွဲထားတာဒီနားလေးမှာသူက welded connection မို့လို့လည်း site welding တွေရောဒီမှာတစ်ခုပြောပြရမယ်ဆိုရင် Tekla Soja 2019မှာတော့ site welding ဆိုတော့သူကအပြ welding line ကိုအပြာလေးနဲ့ပြပြီးတော့factory welding ဆိုရင် workshop welding ဆိုရင်ကျွန်တော်အဖြူလေးနဲ့ပြတယ် welding line ဒါကျွန်တော် site welding နဲ့ factory welding ကိုကိုပြပြနိုင်တဲ့အချက်ပေါ့နော် just a look နဲ့ပေါ့နော် okay အဲ့တော့ကျွန်တော်1ကနေ grid line number 1ကနေ grid line number 3ကိုစစ်ပြမယ် black clutch တွေရှိလားပေါ့နော်အဲ့ဒါစစ်ချင်လည်းရတယ်ဘာမှမခက်ဘူးဒါလေးကို double click ဒါလေးကိုဆက်လက်မှတ်လိုက်နော်ပြီးရင် clutch check ဆိုတာကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ check project ဆိုတာလေးကိုနှိပ်လိုက်ဒါ clutch တစ်ခုပေါ်လာပြီနော်ဒါပေမဲ့ဒီ clutch ကဘယ်နားမှာလဲကျွန်တော်သိချင်ရတယ်ဒီအောင်ဒီ class ဆိုတဲ့နေရာမှာ switch right click ခောက်เนาะ zoom to object ပေါ့เนาะဘယ် class လဲဆိုတာကတော့ zoom ဆွဲပြပါဆိုပြီး software ကိုလုပ်ခိုင်းလိုက်ကြ
okay အဲ့တော့ तू ကဒီမှာကျွန်တော်တို့ပြနေကျွန်တော်တို့ object ဆိုဒီနောက်ကွယ်မှာမမြင်ရဘူးဖြစ်နေတာเนาะအဲ့တော့ကျွန်တော်ဒီ rotation နဲ့လေ dimension တော့ तू တန်းတိုင်းပေးထားတယ်အဲ့တော့ control R နှိပ်ပြီးတော့ rotation center ပေးလိုက်တယ်ပြီးတော့ဒီလိုလှည့်ကြည့်လိုက်မယ်ဆိုရင်ဒီပစ္စည်းပေါ့เนาะဒီကောင်ကကျွန်တော် user ဒါ penetration ပြဿနာတက်နေတာဒီကเนาะအထက်ကိုနည်းနည်းဝင်နေတာပေါ့เนาะပြောရမယ်ဆိုရင်ဒါက clutch check စစ်တာပဲvery simple ဖြစ်တယ် very simple ဖြစ်တယ်ဆိုတဲ့ဟာကလေဒါ basic clutch checking မဟုတ်လို့ပေါ့နော်ဒီထက် advanced checking တွေကို clutch check အကြောင်းအရာတွေ Tekla အကြောင်းအရာတွေသိချင်တယ်ဆိုရင်တော့ကျွန်တော် DSCC သင်တန်းမှာfabrication drawing class နဲ့ Tekla structure အတန်းတွေကိုလာရောက်လေ့လာလို့ရပါတယ်เนาะအားလုံးလည်းဖိတ်ခေါ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်เนาะ